ကိုယ့်ရဲ့အိမ်ဘေးပတ်ဝန်းကျင်မှာအသင်းတွေအတိုက်တွေအပြည့်ရှိပြီးတော့လမ်းကလည်းလူတွေအရန်တတ်မယ်နေရာ location လဲ special မိုက်တယ်ဘေးပတ်ဝန်းကျင်တတ်နာနဲ့တစ်ခုတည်းနဲ့ကိုပဲကိုနေရတာစိတ်ချမ်းသာတယ်လုံခြုံမှုလည်းလုံးဝအားကောင်းတယ်ဆိုတဲ့အနေအထားတစ်ခုမှာကျွန်တော်အသင်းတွေတိုက်တစ်လုံးကိုလိုက်ပြပေးမယ်ကျွန်တော်အခုပြပေးမယ်အသင်းတွေတိုက်ကတော့ဒီအသင်းတွေတိုက်လို့နော်လုံးဝ minimal design နဲ့တိစောက်ပေးထားတာကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့တိန်လို့ပါရပတ်တွေပတ်ပေးထားတာကိုတွေ့ရမှာဖြစ်တယ် break house စုကျိုး special ကောင်းလေးသုံးထားပေးတာကိုတွေ့ရမှာဖြစ်တယ် main အားနှစ်ခုပါဝင်မှာဖြစ်ပါတယ်ရှေ့မှာဆိုလို့ရှိရင်လည်း green area တွေပါဝင်ပြီးသားဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမြောင်းလည်းတိတ်ချလေးလုပ်ပေးထားတယ်ဒီရင်လေးကတော်တော်လေးမိုက်တယ်ခင်ဗျပြီးတော့အခန်းဖွဲ့စည်းပုံတွေကလည်းကြဲကြဲဝန်းလေးရှိတာကိုလူချင်းမင်းတို့အနေနဲ့တွေ့ရမှာဖြစ်ပါတယ်ခေါ်ထားတဲ့ဈေးက6300သိန်းတိတိဖြစ်ပါတယ်လူချင်းမင်းတို့ gram မျိုးစားဖြစ်ပါတယ်ဒါဆိုရင်ဘေးပတ်ဝန်းကျင်အောင်လူချင်းမင်းတို့တစ်ချက်လိုက်ကြည့်လိုက်ဒီမှာဆိုလို့ရှိရင်လုံးဝအသင်းတွေတိုက်တွေစီတန်းနေတာကိုတွေ့ရမှာဖြစ်တယ်ဟိုဘက်မှာဆိုလို့ရှိရင်လည်းလုံးဝအသင်းတွေတိုက်တွေကြီးပဲပြီးတော့ဒီချမ်းဆိုလို့ရှိရင်တောင်းကွက်ဖြစ်ပါတယ်ကျွန်တော်တို့အနောက်လေတောင်ကွက်ဖြစ်ပါတယ်နွေသားကြီးရှစ်လန်းနဲ့ကျွန်တော်တို့ပေါင်းလောင်ကိုလန်တောင်းဆုံးမှာတရှိတာဖြစ်ပါတယ်နေပြီးတော့ပုပ္ပတရီမျိုးကျွန်တော်တို့ဝနဒီဘရက်ကွက်ထဲမှာရှိတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အိမ်ထဲကိုတစ်ချက်လိုက်ပြပေးမယ်ဒါကတော့တခါ main တခါပေါက်နှစ်ပေါက်ပေါဝင်တာကိုလူချင်းမင်းတို့တွေ့ရမှာဖြစ်ပါတယ်ဒီကတော့ကားထားတစည်းကောင်းကောင်းထားလို့ရမယ်ကားပါကင်နေရာဖြစ်ပါတယ်ကားကတော့ဒီဘက်ကဝင်လာမှပဲပို့ပြီးအဆင်ပြေပါလိမ့်မယ်ဒီဘေးမှာဆိုလို့ရှိရင်လည်းရေချမ်းလေးအများကြီးရှိသေးတာကိုတွေ့ရမှာဖြစ်ပါတယ်လူချင်းမင်းတို့ကားသေးရင်တော့ဒီလောက်တော့ထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့အထင်တော့စမ်းရှိတ်ထည့်ပြီးတော့ကိုယ်တော်လေးလုပ်လိုက်တာပို့ပြီးအဆင်ပြေပါလိမ့်မယ်ဒီမှာဆိုရင်ရေကန်ပါမယ်နောက်မှာဆိုရင်အများဆုံးရေချိုးကန်အိမ်သာပေါင်းမှာဖြစ်ပါတယ်40ကိုလည်းဒီဇိုင်းခန့်ခန့်ညာလေးပြုလုပ်ပေးထားတာကိုတွေ့ရမှာဖြစ်တယ်ဒီအိမ်ရဲ့ height ကလည်းအမြင့်ကြီးဆိုတာတွေ့ရမယ်လေကတစ်က3ဖြစ်ဆိုတာကိုလူချင်းမျိုးတွေ့ရမှာဖြစ်ပါတယ်အိမ်ရဲ့ main တကားကိုလည်းကျွန်းတကားကျွန်းကြီးပေါင်းသုံးထားပေးတာကိုတွေ့ရမှာဖြစ်ပါတယ်လုံးဝကျေဝန်းတဲ့အေကန်ကြီးဖြစ်ပါတယ်လုံးဝကျေကြီးပဲတော့ပြီးတော့ manager စီရင်ဒီဇိုင်းကလည်းရိုးရိုးရှင်းရှင်းလေးနဲ့တသက်ရရလေးလုပ်ပေးထားတော့တွေ့ရမှာဖြစ်တယ်ဒီဘက်မှာ TV စင်ပါမယ် TV cabinet တွေလောက်ထားပြီးတော့တွေ့ရမှာဖြစ်တယ်ကျွန်းစကားလေးတွေထည့်ထားပြီးတော့တွေ့ရမှာဖြစ်တယ်ဖျားကန်းဖြစ်ပါတယ်ဒီဖျားကန်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့လုံးဝ partition လေးတိကျလေးလုပ်ပေးထားတာတွေ့ရမှာဖြစ်တယ်ဒီဘက်မှာဆိုလို့ရှိရင်စောက်တွေပိုင်းထားလို့ရမယ်စူးစိတ်တွေပိုင်းထားလို့ရမယ်အကန့်လေးပေါင်းမှာဖြစ်ပါတယ် brain တကားကတော့3ပေါက်လုပ်ပေးထားပါတယ်ကျွန်တော်တို့တန်မှန်းနေတဲ့သိချာလေးတက်ဆင်ပေးထားပါတယ်ဒီမှာဆိုလို့ရှိရင်မခါ3နှမ်းပါမယ်ဖျားကန်တီတန်အေကန်ကျဲကြီးမြို့ကန်ထမင်းစားကန်ပြည့်ပါမှာဖြစ်ပါတယ်ဒါကတော့ပထမမှာစားကန်ဖြစ်ပါတယ်ဘုံမှာအကျဲဘုံလေးရှိတော့ပြည့်မှာဖြစ်တယ်ဒီမှာအများကြီးဒီပါလာပြည့်မှာဖြစ်ပါတယ်တော်တော်လေးမိုက်တာဒါကတော့ပထမမှာစားကန်ရဲ့ဒီရှုမှတ်နေတာဖြစ်ပါတယ်ကဲဒါမြင်ကျွန်တော်တို့ရမှာစားကန်အောင်ဆက်ပါပေးမယ်ဒါဒီရဲ့ဒီပြမှာစားကန်မယ်ဖြစ်ပါတယ်ဒီခန်းဆိုရှင်အကျယ်ကြီးပဲကျွန်တော်တို့ညံချက်စီတဲ့ဇိုင်းကတော့လုံးဝ simple ဆိုတဲ့ style လေးဖြစ်အောင်ပြုလုပ်ပေးထားလို့ရမှာဖြစ်တယ်ဒီမှာဘောလန်လည်းပါမယ်ဘောလန်လည်းပါမယ်နော်ဒါပြီးရင်ဒုတိယမှာစားရင်ရေချူမရေကရေထားဖြစ်ပါတယ်ပတ်တက်ပါမယ်ရေဘူးရေပါပါမယ်ခင်ဗျဒါဆိုရင်ကျွန်တော်နောက်ဆုံးမဆာဖာကိုတာကြည့်ရအောင်ဒါတော့ဒီရဲ့နောက်ဆုံးမဆာဖာကိုဖြစ်ပါတယ်ဒီမေစာနဲ့ဘူကြောင်ပါတယ်မေစာနဲ့ဒီဘူကြောင်ကိုကျွန်တော်တို့မင်းကြီးစမ်းလို့လည်းမလုပ်ရဘူးတော်လေးမိုက်တယ်ဒါကတော့ kitchen corner မှာပေါ်နေအောင်ကပိနဲ့တွေလောက်ထားပြီးတော့ပြောမှာဖြစ်ဒီလိုမျိုးဆိုလို့ရှိရင်ဘုရားနေပါရင်အားလုံးကဗီဒီယိုလေးပေါအောင်ဖြစ်တယ်ဒါဆိုရင်
အိမ်ကိုဆက်ပေါ်နေတာ ဒီအိမ်ရဲ့ခေါ်စီကတော့ကျွန်တော်ပြောခဲ့သလိုပဲချက်သိန်း6300တိတိဖြစ်ပါတယ်လူကြီးမင်းတို့စိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်တို့ drone HM မျိုးအချိန်မျိုးဆက်သက်ဆိုတော့မြင်းများလို့ရနိုင်ပါတယ်လူကြီးမင်းတို့စိတ်ဝင်စားရဆိုရင်အချိန်မျိုးလာရောက်ကြည့်ရှုလို့လည်းရနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်က drone HM ရဲ့ကိုပိုင်မှာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်